ရဲတက်သားရဲ့ဤကိုသူရဲ့နှုတ်နဲ့ပေါ့နော်သူရဲ့နှုတ်နဲ့ဤကိုဒီလိန်စော်ကားမှုတွေပြီးတော့အဲ့လိုအနောက်ရှက်လုပ်တာတွေလည်းအဲဒီကြုံပြီးခဲ့ရတယ်ဒီနှုတ်နဲ့စော်ကားရဲ့ခါမှာဆိုလို့ရှိရင်လည်းတော်တော်ဆိုးဆိုးဝါးဝါးပဲနေအကုန်လုံးကလှရဲဆိုတာမျိုးပြီးတော့နင်းကိုအပြင်ရောက်ပြီဆိုလို့ရှိရင်ယူမှာဒါဟုတ်နင်းကမယူအဲ့လိုမျိုးဒီကလက်မခံလို့ပြောတဲ့အခါမှာတောင်မှပဲသူတို့ကနေလက်မခံဆိုလို့ရှိရင်ငါတို့ကနင်းကိုမရင်းချင်ပြီးယူမှာအဲ့လိုစကားတွေလည်းပြောတယ်ပြီးတော့ဒီအချုပ်တန်တိုင်းကိုလက်နဲ့ဆုတ်ထားတယ်ဆိုတဲ့အချိန်မှာလည်းသူတို့ကလက်ကိုမရမကဆုတ်ဖမ်းနိုင်လည်းရှိတယ်ပြီးတော့ကျတော့အဲ့ဘေးနားမတရက်နေပြီဆိုလို့ရှိရင်ပေါ့ကိုလာထိရနေလည်းရှိတယ်ရှောင်းလို့ရှင်လည်းမရဘူးသူတို့အမိဖမ်းပြီးတော့အရန်တားယူရတယ်ပေါ့နော်ຫນွေဦးတော်လိုင်းမတိုင်မီကမိထီလာတက္ကသိုလ်မှာနောက်ဆုံးနှစ်တက္ကသိုလ်ကျောင်းသူတူဖြစ်တဲ့မတ်ဤတန်တော်ဟာမြန်မာစစ်တပ်အာဏာသိမ်းပြီးချိန်မှာတော့အခြားသောလူငယ်တွေနည်းတူစစ်အာဏာရှင်စန့်ကျင်ရေးဆန္ဒထုတ်ဖော်ပွဲတွေမှာပါဝင်ခဲ့ပါတယ်။လက်နက်အားကိုးနဲ့ရန်ကားနေတဲ့စစ်အာဏာရှင်ကိုလက်နက်ကင်ဆွဲကဒီမိုကရေစီရရှိရေးအတွက်ပြန်လည်တိုက်ခိုက်မယ်လို့ယုံကြည်ချက်တစ်ခုနဲ့တိုင်းရင်းသားလက်နက်ကင်အဖွဲ့တစ်ခုထံမှစစ်ပညာကိုသင်ကြားဖို့သူ့ဇာတိမျိုးလေးကိုစွန့်ခွာခဲ့ပါတယ်။အဲ့ဒီအနေနဲ့လည်း2020နိုဝင်ဘာလောက်မှာပေါ့နော်ဒီလက်နက်ကင်တော်လိုင်းနေနေတစ်ခုကိုစတင်ထုတ်ခါလာတဲ့ဒီအနေနဲ့ပြောမတ်ဤတန်တော်ဟာစစ်ပညာသင်ကြားနေချိန်အတွင်းအမျိုးသမီးအချို့ဖြစ်တတ်တဲ့တန်ယောဂါကိုခံစားခဲ့ရပြီးစေကုတနိုင်ဖို့အတွက်သူ့ရဲ့ဇာတိမျိုးလေးကိုပြန်လာခဲ့ရပါတယ်။ဇာတိကိုပြန်ရောက်ပြီးတော့ဒီစေကုကိုလိုလုပ်နေတဲ့အချိန်မှာပဲဒီလိုမလိုက်တော့ရဲစခန်းနေပြီးတော့ဒီနေထိလာပြီးတော့ဖမ်းဆီးကြရဲအချုပ်ခန်းအတွင်းမှာငရဲခန်းရက်တွေကိုဖျက်ကျော်ရင်းရက်တက်သားအတူနဲ့သူမရင်းနှီးခဲ့ပါတယ်ဒီရက်တက်သားဟာသူမရဲ့ကယ်တင်ရှင်လားသူမဘဝကိုအမှောင်မိုက်နေရသို့ပို့ဆောင်ခဲ့သူလားဒီနေ့ဒီရက်တက်သားစိုးပိုင်တယ်ပေါ့နော်စီရီယမ်လုပ်တဲ့ရက်တက်သားစိုးပိုင်တယ်အတူတူထွက်ပြေးလာတဲ့အချိန်မှာရက်ကွက်အစွန်ကဂျာရင်းနေပြီးတော့ပြီးတော့ဖြတ်လာကြတယ်ဖြတ်လာတဲ့အခါမှာသူကပြောရပေါ့နော်သူကဒီငါရန်နဲ့တောက်လာတယ်ပေါ့နော်အရက်တောက်လာတဲ့အတွက်သူကမောလည်းမခံနိုင်ဘူးပြောကြတော့ဆိုတော့အဲ့ဒီလမ်းတစ်လျှောက်လုံးဆိုညမှာဆက်သွားတော့ငါမလိုက်နိုင်တော့ဘူးလို့ပြောတာမျိုးလည်းရှိတယ်အဲ့လိုပဲသူ့ကိုprivate ခေါ်ရတာပေါ့နော်နင်မလိုက်လာလို့မရတော့ဘူးဖတ်ပြလို့ရှိရင်လည်းဟိုကောင်လေးကနှိပ်ဆက်လိုက်မယ်ဆိုပြီးသူ့ကိုတဖြည်းဖြည်းနဲ့အဲ့ရပဲဆွဲခေါ်လာခဲ့တယ်ဆွဲခေါ်ပြီးတော့ဒီအတူတူယာခင်းတွေဖြတ်ကြရပေါ့နော်ယာခင်းတွေဖြတ်ပြီးတော့ဒီရက်ကွက်အစွန်ဖြစ်တဲ့မန်လေးရန်ကုန်ခံကျင်းဆက်လမ်းမကြီးပေါ့ပြင်ရောက်လာနေကြတယ်ရောက်ပြီးတော့သူကလည်းအဲ့မူးလည်းမူးနေတယ်ပြီးတော့ဒီလမ်းလည်းဆက်မလျှောက်နိုင်ဘူးအစာလည်းမစားခဲ့လို့အားလည်းမရှိဘူးပေါ့နော်အရင်လည်းမောနေတယ်လို့ပြောတဲ့အတွက်လမ်းညာဘက်ပေါ့လမ်းညာဘက်မှာဒီလိုပထမဆုံးနားကြတဲ့အချိန်မှာပဲဘယ်လိုပြောမလဲသူကပထမချိန်ဝဲလို့ဖို့ကြံမတ်ဤတန်တော်ဟာຫນွေဦးတော်လိုင်းရဲ့အတွင်းမှာအမှန်တရားကိုရှာဖွေနေသူအမျိုးသမီးငယ်တဦးပါစိုးရွားလွန်းတဲ့ငရေကန်းကာလအချိန်တချို့အတွက်သူမကိုဘသူတွေကများအမှန်တရားကိုရှာဖွေပေးကြမလဲအဲ့ကြောဒီမှာတားပေါ်လေအဲ့ငါနဲ့ဟိုဒီထက်ကြံတယ်ဆိုလို့ရှိရင်အဲ့ဒီဓာတ်နဲ့ငါ့ကိုထိုးလိုက်ဆိုပြီးတော့အဲ့ဒီဓာတ်ကြီးကိုပေးတယ်အေးလက်ထိုင်နေသူလက်ထိုင်နေဒါပေမဲ့ထိုင်နေတဲ့အချိန်မှာပေါ့နော်ဓာတ်ကလည်းသူ့လက်ထဲမှာပဲရှိတယ်သူ့ဘေးမှာပဲအိမ်ပေါ်တက်လာပြီးတော့ထပ်ပြီးတော့ဝိတ်ဖို့လို့ထက်ကြံတယ်ဒုတိယချိန်ကြံတာပေါ့နော်အဲ့ချိန်မှာသူ့ကိုဘလုံးလာတော့တွန်းလို့လည်းမရဘူးသူ့ကိုလည်းရိုက်လို့လည်းမရဘူးအစပင်းနေဆွတ်လို့လည်းမရဘူးမရတော့ကြတော့ဒီသူ့ရဲ့ဒီဘက်ပခုံးပေါ့နော်သူ့ရဲ့ဘက်ပခုံးကိုဒီနီးရကိုလမ်းမိကြိုက်လိုက်ကိုက်တော့ဒီသူတော်တော်နာသွားရင်လည်းလူပဲတော်တော်နာသွားပြီဆိုတော့မှသူဒီချုပ်ထားတာတွေကိုလက်လျှော့လိုက်ပြီးတော့ဒီကိုပြတ်လိုက်အမှောင်မိုက်ညတွေဖြတ်ကျော်အပြီးမှာသူမရဲ့အကိုဖြစ်သူဦးဆောင်နေတဲ့ရင်းမာပင်ခရိုင်တပ်ရင်း30အာနာရှင်တော်လိုင်းပြည်သူတပ်မတော်စီကိုရောက်ရှိခဲ့ပါတယ်ပလဲပေါ့နော်ပလဲကိုရောက်ပြီးရဲ့အချိန်မှာဘယ်လိုပြောရမလဲအဲ့လိုရဲစသားရဲ့ကဒီဝိကိစ္စချူလို့မှုကြိုးစားခံရတယ်ဗျာအနိုင်ချင်းခံရတယ်ကျွန်တော်တို့အဲ့ကြောင့်ပွင့်လင်းပြောတယ်ဗျာပွင့်လင်းပြောပြရမှသူငိုပါညာပေါ့ကျွန်တော်တို့အဲ့မှာတော်တော်ဘာလုပ်ပေးရမလဲပေါ့နော်ကျွန်တော်ဗျာအရင်တော့ဗျာဒီတခြားပေါ့နော်တော်လင်းကတော့လိမ်မိုင်းဆိုင်ရာအမျက်ထုတ်ခံရတဲ့အမျိုးသမီးတို့ကျွန်တော်လုပ်ပေးနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ရဲဘော်ညီမလေးပေါ့နော်ခုညီမတို့ကြောင့်ကျွန်တော်ဘာမှလုပ်မပေးနိုင်ဘူးဗျာအချုပ်ခန်းကိုဖောက်ပြီးလွတ်မြောက်လာတဲ့သူမကိုတချို့ကလည်းတချို့ဒလန်အဖြစ်တောင်ဆွဆွဲခဲ့ပါသေးတယ်ပလဲနဲ့ကိုရောက်ပြီးတော့
နည်းနည်းရက်50ကြာတဲ့အချိန်မှာပဲပေါ့နော်ဒီရက်ထက်ရွာထဲမှာတို့တွေပြောကြတယ်ချုပ်ခန်းဒီမျိုးသမီးကအချုပ်ခန်းကလွတ်လာတဲ့အတွက်ဖြစ်စဉ်ညရုပ်ရှင်ဆန်တယ်ပေါ့နော်ပြီးတော့ဒီချုပ်ခန်းနဲ့လွတ်လာတဲ့အတွက်ဒီစကားဆိုင်ရတချို့ဖြစ်နေမလားဒလန်ဖြစ်နေမလားဆိုပြီးတော့တို့တွေချင်းချင်းပြောကြတာမျိုးလည်းရှိတယ်အဲဒီကအာယူကြားတော့ဒီသူတို့ကဒီအေးစစ်ပြန်ပြောပြရတယ်ပေါ့နော်ဒီချုပ်ခန်းထဲကနေထွက်လာတာထွက်ပြေးလွတ်မြောက်လာတယ်ဆိုတာကမှန်တယ်ဒါပေမဲ့ဒီစကားဆိုင်ရဆိုလည်းမဟုတ်ဒလန်လည်းမဟုတ်ဘူးပေါ့နော်ပြီးတော့အဲ့ဒီနဲ့ဒီခရမ်းတို့တက်မှာခုနှစ်မှာလည်းစစ်တပ်နဲ့တက်ခဲ့တယ်ပြီးတော့ထောက်ဖို့လုံးနေတယ်အများကြီးလုပ်ပေးခဲ့တယ် သူမဘဝကိုနင်းချေခဲ့သူကိုအရေးယူပေးဖို့သူမဟာ NUG အစိုးရနိုင်ငံတော်သမ္မတရုံးကာကွယ်ရေးဝန်ကြီးဌာနအမျိုးသမီးနဲ့ကလေးငယ်ရေးရာဝန်ကြီးဌာနတွေကိုလိမ့်မှုပြီးတိုင်ကြားခဲ့သေးပေမဲ့ယနေ့အထိတော့သူမအတွက်အမှန်တရားကိုသူတို့ကစောင့်ကျင်းမပေးသေးပါဘူး NU တိုင်းသာတင်နေဗျာဘာမှအရေးယူဆောင်ချင်းမလုပ်ဘူးဗျာသူ့ဗျာဒီအရေးယူမရအောင်ပေါ့နော်ဒီရဲသားကိုဗျာအရေးယူလို့မရဖြစ်နေတယ်ဗျာအဲ့လိုအချိန်လေးကြုံရတယ်ပြီးဒီပလဲပဲရောက်တော့လေဗျာပလဲမှာဘာကြုံလဲဆိုဒီမိတ်ရပေါ့နော်အချုပ်ဖောက်လာဘူးမယုံပေါ့အဲ့လိုဗျာတချို့အဖွဲ့တွေကဗျာဖမ်းပြီးစစ်ဖို့ဆေးဖို့တွေလုပ်နေဗျာအဲ့ဒီအချိန်မှာလည်းကျွန်တော်လန့်ပြီးဒါကတော့ကျွန်တော်ညီမပေါ့ဗျာဆိုပြီးလန့်ပြီးဒီပြောပြီးတော့ဗျာဒီဟာကိုထိန်ပေးရတာရှိတယ်ဗျာ ဟုတ်ကဲ့ပါပါအဲ့ဒီနောက်တစ်ကြတော့ဘိုးဖွဲ့ကိုယူစင်နေအောင်နိုင်ကြရတယ်ပဲပေါ့နော် အခုတော့သူမဟာကချင်ပြည်နယ်ကလွတ်မြောက်ရာဒေသတစ်ခုမှာသူ့ရဲ့မှောင်မိုက်ခဲ့တဲ့ငရဲကန်းတွေအကြောင်းကိုမေးပြောင်းနိုင်မှုအတွက်စိတ်တန်ရာတွေကိုကူစားရင်းຫນွေဦးတက္ကသိုလ်မှာတက္ကသိုလ်ပညာကိုဆက်လက်သင်ကြားရင်းစကိုင်းတိုင်းတွင်းမှာရှိတဲ့တော်လိုင်းရင်အင်အားစုတွေကိုထောက်ပို့ကူညီပေးနေပါတယ်။